Rong ten shi mre zo nga te mura bie we sa lo mo mya na mo pro ra alo ron te ma to jere se lo ra go se nga ha mo tra pa le o ten lo she ra di di brown way mu so lo la bie roma mo jiao te ra ta wa ra ma brown le ron de shakeri sa lo bright your love sounds a me she ma mo de di ra myo lo krong bra she ne lura mo dranga roko de ma pro le ka mo dranga kabalo ka te ro de ni zo mo dro so nga ra alo stable thoma Roma wedana go moti bare sa drone nga pa ko lemkre ron teti mom ron nai zo le pai sa shore lu ma su ta ma pre bie la nga crown she ra di di brown way mu so lo la bie roma mo jiao te ra ta wa ra ma brown le ron de shakeri sa lo bright your love sounds a me she ma mo po men ka la ko na ba she ne lura mo dranga roko de ma pro le ka mo dranga kabalo ka te ro de ni zo mo dro so nga ra alo stable thama Brown way mu so lo la bie roma mo jiao te ra nga shai kha zo nga ra ti song ba ron de shakeri sa lo bright your love sounds a me she ma mo po me ka la ko na ba mo dranga she ni kazo mo dranga roko de ma pro le ka mo dranga kabalo ka te ro de ni zo mo dro so nga ra alo stable thama mo dranga me da to shi ne lura mo dranga roko de ma pro le ka mo dranga kabalo ka te ro de ni zo mo dro so nga ra alo
tama Loka the bawa nuru damada Thong de sai la ti shei te ri ro po shi rao le kha Mi paru wetra nyei zwa Ma mi era myo sao khron da ba tamata pwe Theim ra khron Mi show the masho ruma One pasena to take back the repai Don't need la palai paning zwa Please don't cry the remongla On the re swim you nyada when round when down Shim rong grow Di shame remongla Shame remongla the me show the masho ruma One pasena to take back the repai Don't be la pa lai paning zwa Please don't cry the remongla Gong the ring swim you nyada when round when down Shim rock roar of love Di shame Crown at the Bokia, Nivana, Shira, Tushi, way. See the Nangri Rame.
ရှိုက်ပဲရှင်တယုတရားနဲ့အမောင်ရှိုက်ပါမယ်လေတွေ့တာကြောင်နာသမုတ်တရားမြေပနာရှိုက်ရသူရှိဝေစီရနာဂရီရာမေတ္တာတရားနဲ့ပန်းဖက်ကမေလေရုံမသိစမ်းစားခမနွေကရုဏာတညာရှိုက်ပဲရှင်တယုတရားနဲ့အမောင်ရှိုက်ပါမယ်လေမြတ်ပရတင်ပါတယောက်သာပိုက်စာထားခဲ့မေယောက်ျားတရားနာသာကမကရှိတဲ့ပွားခဲ့မေစိန်ရောင်ဆိုရူတောင်ညူမပရူလီတရွေလေကိစ္စပါနဒီနိုင်ပရန်ရီမခန်းလီတရွေလေအကောင်သာဆုံးစားခမမို့စေကပါဆုံးတီလက်တွေ့ခဲ့ပါမယ်အကောင်သာဆုံးစားခမမို့စေကပါဆုံးတီလက်တွေ့ခဲ့ပါမယ်ကရဒရေမင်္ဂလာပေါင်းနဲ့ပြည့်စုံနိုင်ခဲ့ပါစီအောင်မင်္ဂလာအောင်စေရာနဲ့အောင်အခမ်းအနားဆောင်ရွက်ရာရန်ကုန်တိုင်းဒေသကြီးပြည်လန်းရှိနိုဘိုတယ်ရန်ကုန်မက်စ်ဟိုတယ်ရန်ကုန်ဘောရုံမင်္ဂလာခမ်းမသာသို့ကိုရောရှိမန်တော်မူလာခဲ့ပါသောဂုံတရေရှိပုဂ္ဂိုလ်ကြီးများနဲ့ဆွေနေမျိုးကောင်းမိသံဟာအပေါင်းတို့အားကိုစိတ်နှဖရာလိုအိစာနဲ့ပြည့်ဝခဲ့ပါစီကောင်းစုမှန်ကောင်းတောင်းရောရခိုင်ရိုးရာထိမ့်မရာမင်္ဂလာအကျိုးတော်ဆောင်ပြိုက်ဆောင်ရမည်ကျွန်တော်ဦးထွန်းဝန်းကလေးမရက်ဂရင်းညိုသောဂါရဝပူရပါရီဤမင်္ဂလာခမ်းနား၌အစီအစဉ်တောင်ဆောက်ပုံအသီးသီးအားအများနားလေနိုင်သောမြန်မာဝါဟာရဖရန့်တောင်ဆောက်ခွန်ပြပါရန်လေးမရက်သောပန်ကရအပါရီအဘိဓိကေတက်ပဗုဒ္ဓနဲ့အကပက်တော်ပမောတတိကျန်ရှိမင်္ဂလာဗျာဒိတ်လာနဲ့အညီမြန်မာဝါဟာကောဇာတကရိုက်1369ခု၌တဘိုးရေလာဆန်ဆေလီရာခရစ်နှစ်2026ခုနှစ်ဇန်နဝါရီလ31ရက်စနေနေ့နနက်ခင်းအချိန်ကောင်းခါမြတ်တွင်ဆင်ရင်ကျင်းပအပ်သောရခိုင်ရိုးရာထိမ်းမြသတ်တဲ့မင်္ဂလာမော်ကွမ်းတင်ခြင်းကိုဖော်ညွှန်းတင်ပြရမယ်ဆိုရင်အနေတော်အနေနဲ့၅ပါးကိုဥထိတ်ထားလျက်နှစ်ဖက်သောမိဘများဖြစ်ကြသည်ရန်ကုန်မြို့နေဖခင်ကြီးဦးတာထွန်းမိခင်ကြီးဒေါ်ညွန့်စင်တို့ရဲ့သားငယ်တိဟဆိုဒေါ်ခင်ဝန်းထွန်းဦးမျိုးဦးဒေါ်ခင်လွတ်လွတ်ထွန်းတို့ရဲ့မောင်ရေးလင်းထွန်းဖောင်ဒါ CEO Brainwave Data Company Limited နဲ့ရန်ကုန်မြို့နေဖခင်ကြီးဦးထွန်းအေးမိခင်ကြီးဒေါ်မြသီတာတို့ရဲ့သမီးငယ်ဦးအောင်စိုင်းကျော်ဦးအောင်မြင့်ဦးဒေါ်ဇာဇာထွန်းဦးအောင်စိုးကျော်တို့ရဲ့ညီမမမွေးအေးခေါ်မဆောင်းသဇင်အကောက်ခွန်မွန်အကောက်ခွန်ဦးစီးဌာနတို့ရဲ့ရခိုင်ရိုးရာထိမ်းမြသတ်တဲ့မင်္ဂလာဆောင်အခမ်းအနားကြီးဖြစ်ပါတယ်ရခိုင်လူမျိုးတို့ရဲ့ရိုးရာစင်လာနဲ့ညီထိမ်းမြသတ်တဲ့မင်္ဂလာအခမ်းအနားကြီးကိုရခိုင်ဆိုင်ပင်နဲ့ယဉ်ကျေးမှုကော်မတီမှဒေါ်မြင့်မြင့်သိန်းဒေါ်မိုးဘူးဝင်းဖြူနဲ့ကျွန်တော်ဦးထွန်းဝင်းတို့ကအစီအစဉ်19ရက်ဖြင့်အကျိုးတော်ဆောင်၍တင်ဆက်ပေးတော်မှာဖြစ်ပါတယ်အစီအစဉ်အရာမင်္ဂလာသရိုးသမီးနဲ့မိဘဆွေမျိုးများအားမင်္ဂလာနေရာမွန်တို့ဖိတ်ခေါ်ခြင်းအစီအစဉ်ဖြစ်ပါတယ်မင်္ဂလာနေရာမွန်တို့ကြောရောက်ရန်အတွက်မင်္ဂလာလမ်းတစ်လျှောက်မှာအောင်ပွင့်ပွင့်ကလေးများကိုသမီးလေးသွန်းရည်ကျော်ကကြေးဖြန်းပေးတော်မှာဖြစ်ပြီးတော့မင်္ဂလာရည်စင်အိုးကိုသမီးလေးအေးမြတ်မွန်က၎င်းမင်္ဂလာရှောင်းတော်ကိုသမီးလေးစွမြတ်လင်းက၎င်းမင်္ဂလာအောင်ပန်းကလေးကိုသမီးလေးကေတီထွန်းကျော်က၎င်းမင်္ဂလာအောင်လက်ဆက်ကလေးကိုသမင်းလေးရတနာထွန်းကား၎င်းဆောင်ယူလာပြီးမိဖနှစ်ပါးတို့နဲ့အတူမင်္ဂလာအညွှန်းရှင်များဖြစ်ကြတဲ့ဒေါ်ဇာဇာထွန်းဒေါ်မြမြနွေဒေါ်ခင်တန်းမြင့်ဒေါ်သိန်းခင်လိုင်ဦးဒေါ်ဖြူစင်နာထွန်းတို့က၎င်းမင်္ဂလာသမင်းရှင်အားသမင်းလေးပြေဖြိုးသိမ့်နဲ့သမင်းလေးဝေဖြိုးဝေခိုင်တို့ကရှမ်းရန်လိုက်ပါဆောင်လျင်းပေးတော်ကြမှာဖြစ်ပါတယ်မင်္ဂလာခမ်းနားကြီးတို့ကြောရောက်ရှိမတော်မူလာကြပါကုန်သောဂုံတရေရှိအပရိသတ်အပေါင်းတို့ခမညာ
မင်္ဂလာစီမံများဆောင်ရွက်နိုင်ရန်ပနာတင့်သောအခါနရီကြာရောက်ပြီဖြစ်တဲ့အတွက်မင်္ဂလာခမ်းနားကြီးရဲ့ပနာမဂါရဝပြုရမယ့်အစီအစဉ်အနေနဲ့ထူးခြားသောအစီအစဉ်အဖြစ်လေးဝတီရခိုင်မင်္ဂလာစီတော်ဖွင့်မှစတင်၍မင်္ဂလာသမင်းရှင်အားမင်္ဂလာနေရာမွန်သို့ဆောင်ကျင်းပို့ဆောင်ပေးကြမယ့်အစီအစဉ်ဖြစ်ပါတယ်။သို့ဖြစ်ပါ၍မျိုးစေ့စေ့အမှန်အဖို့အနဲ့ကထိုက်တန်ပါသောရခိုင်မင်္ဂလာစီတော်တန်ကိုဉာဏ်စီအောင်တိခတ်၍အောင်ခရုတန်ကိုနှဝင်းပြီးရန်ကြားစေပြီးအောင်ပလေတန်သာနှင့်အတူအောင်ယုဒုတန်တီကျုပါဖြင့်လေးဝရီရခိုင်မင်္ဂလာစီတော်အဖွဲ့အားအောင်မင်္ဂလာနေရာမွန်သို့ဆောင်ယူတော်မူခဲ့ကြပါရန်လေးစားစွာဖိတ်မဲ့တကပြောရပါတယ်ခင်ဗျာဒီရီမောဂလာတွန်နေစွာပရာဆောင်ကောင်းခရရှိန်သာအောင်ခရမောင်္ဂလာအောင်စီရနောအောင်ရာစေဟေအောင်ဘရိတန်သာခေမသိစာကတိဘာနာညညာလျှောက်လဲခရောလဲဝဲသာထူတော်ဝိဖရာဆယလာဆောင်နောမရာခရမောင်္ဂလာမိဖဆွေညာဂွန်ငါတော်ဆုံးသောဝံကရခေငရထေဝါရောမာဤရှင်ခါကမင်္ဂလာခါညာအောင်စင်ရုံလျာထွဲကရဒနာထွဲကရဒနာသမီးကညာရှင်ခါမလောသောတော်စီရာဝဲရဆွေညာညာတကာနောတောဒီကိုပရောကောင်းခရမောင်္ဂလာปีติวิพราสายลาโนไรโซมยอลาชอสักราสมาดามงลาพามินาพราปีติพราเรอารามเรเตเมชิงคานภามิตหาดวงโนทรงจกรอเราชิมเราเวตาPrem Rakita
စာလွယ်ကောဘေးရကောရှောင်းသောမောရခရီသောမောရခရီမြတ်မရုံးစေဟုရွှေတောင်းရာရောမစေတနာလေပါကုန်ဖရာတွန်ဒေဝရေဆိုင်လာမပြရောကရညညာခဲမသိမ့်စာကတိပါနာညညာလျှောက်လဲခရောလဲဝဲသာထူတော်ဝိဖရာဆိုင်လာနောညီဇောဆောင်နောမရခရမင်္ဂလာမိဖဆွေညာကိုငါတော်စုံစောဝံပရောခံရထေဝါပီတိရောမာဤရှင်ခါမင်္ဂလာခါညောအောင်စင်ရုံးလျာအောင်ရမင်္ဂလာထွင်္ဂရဒနာသမီးကညာအချိန်ခါမလုံးသောတော်စီရာသမထမင်္ဂလာဆောရောပါသည်သောရနမိတ်ကောကောင်းကဲ့လီပေါင်းရာတိကောပေါင်းရာစီရာရွှေဥဟောနဝေမှာလျှောပြီးရတည်ရှိလာသောအောင်ရတုတန်တာနဲ့အတူမင်္ဂလာတတိုးသမီးလေးမဆောင်းသဇင်နဲ့မိဘဆွေမျိုးများအားလုံးဟာမင်္ဂလာနေရာမွန်အသီးသီးသို့တင့်နေစွာလမ်းရှိလို့ရောက်ရှိလာခဲ့ကြပါပြီဆက်လက်ပြီးတော့ရခိုင်ရိုးရာစင်လာအတိုင်းထိမြမင်္ဂလာဆောင်နှင်းရန်အတွက်မင်္ဂလာသမက်ရှင်မောင်ရေးလွန်ထွန်းအားမင်္ဂလာသမင်းရှင်ရှိရာနေရာမွန်တို့ကြော်လန်းနိုင်ရန်ဖိတ်ကြားမှာဖြစ်ပါတယ်မင်္ဂလာလမ်းတစ်လျှောက်မှာအောင်ပန်းပွင့်ကလေးများကိုသမင်းလေးအမရာကျော်ကကျေးဖြန်းပေးတော့မှာဖြစ်ပြီးတော့မင်္ဂလာရေစင်အိုးကိုသားလေးမောင်ကောင်းထက်က၎င်းမင်္ဂလာအညွှန်းရှင်များဖြစ်ကြတဲ့ဒေါ်ခင်ဝန်းထွန်းဒေါ်ခင်လက်လက်ထွန်းဒေါ်သိန်းစာဆိုဒေါ်တင်စာတက်စုဒေါ်ဆူဆူဆွန်းတို့ကမင်္ဂလာရွှေအညွန့်အုပ်ကိုကိုင်းဆောင်လာကြပြီးတော့မင်္ဂလာချောင်းတို့ကိုသားလေးစေသူလင်းက၎င်းမင်္ဂလာငွေဓာတ်ကိုမောင်ခိုင်လင်းထိုက်က၎င်းမင်္ဂလာရက်တော်ကိုမောင်မိုးကျော်ဆိုးတို့က၎င်းကိုင်းဆောင်လာကြပြီးတော့မင်္ဂလာသမက်ရှင်အရန်အဖြစ်သားလေးမောင်တင်တက်အောင်နဲ့သားလေးမောင်ဆန်မင်းထွန်းတို့ကမိဘဆွေမျိုးများနဲ့အတူရှမ်းရန်လိုက်ပါပိုးဆောင်ပေးတော်ကြမှာဖြစ်ပါတယ်မင်္ဂလာရှင်ခါတင့်မြတ်ကြောက်ပြီဖြစ်ပါ၍ရခိုင်မင်္ဂလာစီတော်တန်ကိုညင်သာစွာတိခက်ကအောင်ခရီးတွင်နိုင်ရန်ဆောင်းတော်ပါငွေခရုကအောင်တန်ဆုပ်ပေးကအောင်ရှင်သာမင်္ဂလာရတုတီကျုလျက်မောင်ကျော်ကျော်လာဦးစီးသောလေးဝရီရခိုင်မင်္ဂလာစီတော်ဖွဲ့အားဤမင်္ဂလာနေရာမွန်တို့ပို့ဆောင်ပေးကြပါရန်လေးမြဲစွာဖိမှန်တကပြောရပါတယ်ခင်ဗျာ
သီရိမင်္ဂလာထူမရေသောပရောတဘာဖုံဝါသူရင်လောင်းတို့ကောင်းခရရှိန်သာအောင်ခရဝိပရာအောင်စီရနောရိုင်းတော်မယောရာခရမင်္ဂလာဖေကရတနာတာတိရှာချိန်ခါမလုံးသောတော်စီရာမိဖဆွေညာမြတ်တကားနောကောင်းရာစင်ထာထိမရမင်္ဂလာသမတမင်္ဂလာတောနေပါရေတာလီသာဇောခဲနာတောနေဝံဂရဂုံထေတတိုင်နေသောအောင်စေရတုဝေခရုနဲ့သွဲပလူရီဇောဖရမိုစီရောလာတော်ခရီပဲမရထဲမင်္ဂလာဝံပါကရိတာကတိဝနာမြင်သောရှောက်လဲတော်ဆန်းသိမ့်တရေထွဲပါကရတရေမျိုးကုန်တွေရေဆိုင်လာမပြရောကရညညာပီတိဝိပရာဆိုင်လာနောရိုင်းဇောမယောလာရှောစကရာသမဒမင်္ဂလာဖမေနဖရာပီတိဖရာရေအခါရမရေဒဲမဲ့ရှိန်သာနဖာမိတဟာဘုံငါနောဇုံသောကရောရှိမရဝဲသာမင်္ဂလာခမ်းမတွင်ကဧပရိသေပေါင်းတို့ခင်ဗျာယခုအချိန်မှာဖြင့်ကျက်တရေရှိလာသောတင့်တယ်ကုံပေါ်မင်္ဂလာရွှေဥတော်ဖြင့်မင်္ဂလာသမဲရှင်ဘက်ကဒေါ်ခင်ဝင်းဝန်းထွန်းဆောင်ယူလာခဲ့တဲ့မင်္ဂလာအညွတ်အုပ်ကိုမင်္ဂလာသမင်းရှင်တို့ဆွေမျိုးဘက်ကဒေါ်ဇာဇာထွန်းက၎င်းမင်္ဂလာသမင်းရှင်ဘက်ကဒေါ်သိန်းစာစိုးဆောင်ယူလာခဲ့တဲ့အညွတ်အုပ်ကိုမင်္ဂလာသမင်းရှင်ဘက်ကဒေါ်ခင်တန်းမြင့်က၎င်းလက်ခံယူပေးနေတာဖြစ်ပါတယ်ဆက်လက်ပြီးတော့မင်္ဂလာသမင်းရှင်ဘက်ကဒေါ်တင်စာတက်စုဆောင်ယူလာခဲ့တဲ့မင်္ဂလာရွှေညွတ်အုပ်ကိုမင်္ဂလာသမင်းရှင်ဘက်ကဒေါ်သိန်းခင်လိုင်ဦးကလက်ခံယူပေးရတာဖြစ်ပါတယ်ဆက်လက်ပြီးတော့မင်္ဂလာသမင်းရှင်ဘက်ကဒေါ်ဆူဆူတန်းဆောင်ယူလာခဲ့တဲ့မင်္ဂလာရွှေညွတ်အုပ်ကိုမင်္ဂလာသမင်းရှင်ဘက်ကဒေါ်ဖြူစန္ဒာထွန်းက၎င်းလက်ခံယူပေးရတာဖြစ်ပါတယ်မင်္ဂလာရွှေညွတ်အုပ်တော်များကို
မင်္ဂလာသမင်းရှင်ဖက်မှလက်ခံယူပေးခဲ့ကြတာဖြစ်ပါတယ်မင်္ဂလာဂရီပါလန်တလျှောက်ဓမ္မတဲ့မင်္ဂလာဆင်ရန်ရောက်ရှိလာတဲ့မင်္ဂလာဓမ္မရှင်နဲ့အဖွဲ့ကိုမင်္ဂလာသမင်းရှင်ဖက်ကကာလသမင်းပြိုလေးများဖြစ်ကြတဲ့သမင်းလေးအေးမြတ်မွန်နဲ့သမင်းလေးသွန်းရည်ဒီကျော်တို့ကရွှေကြိုးငွေကြိုးတွေနဲ့ရက်တန့်ပိတ်ဆို့ထားလိုက်ကြပါပြီယခုအခါမင်္ဂလာရောဝင်ခတ်ကောဂေးဖို့ငွေကိုမင်္ဂလာသမက်ရှင်ဘက်ကပေးကမ်းရပါတယ်မင်္ဂလာဂေးဖို့ကိုပေးဆောင်လို့အပြီးမှာတော့မင်္ဂလာသမင်းရှင်ဘက်ကသမင်းမျိုးလေးတူဖြစ်တဲ့သမင်းလေးမယေဒနာထွန်းကမင်္ဂလာသမက်ရှင်ရဲ့ခြေတော်အဆုံးကိုတန်းစင်ပေးရမှာဖြစ်ပါတယ်ထိုနေ့၎င်းပဲမင်္ဂလာသမက်ရှင်ကိုရှေးစေးခါခေါ်ဇတိသဘောနဲ့မင်္ဂလာလက်ဖွဲ့ငွေကိုလည်းမင်္ဂလာတဒိုးသားဘက်ကပေးကမ်းရမှာဖြစ်ပါတယ်တခါသမီးလေးမေမြန်းတို့ပိုင်တဲ့သမီးလေးအေးတော်တာအောင်တို့ကလည်းရောဝင်ခခေါ်ဂေးဘိုးကိုတောင်းခံကြရပါတယ်မင်္ဂလာသမက်ရှင်ဘက်ကမင်္ဂလာဂေးဘိုးကိုဇတိသဘော၌ပေးကမ်းရတာဖြစ်ပါတယ်ဆက်လိုက်ပြီးတော့မင်္ဂလာသမက်ရှင်ကိုသမီးလေးကေတီထွန်းကျော်ကအမောပြေရေးအေးတိုက်လို့ကြိုဆိုရပါတယ်ယခုကမင်္ဂလာသမက်ရှင်ကိုလူကြီးများအဖွဲ့ကလည်းဂေးဖိုးငွေတောင်းနေတယ်ကိုတွေ့ရပါတယ်မင်္ဂလာသမက်ရှင်ဟာမင်္ဂလာသမင်းရှင်ရှိရာနေရာမွန်တို့တက်လန်းလာခဲ့ပြီဖြစ်ပါတယ်မင်္ဂလာခမ်းမကြီးအတွင်းမှာဂုံတရေရှိအပရိသေအပေါင်းတို့ခင်ဗျာယခုရှင်ဟာမင်္ဂလာမောင်နှံနှစ်ဖော်တို့ဟာတင့်နေခန့်ညားစွာဖြင့်ရိုးရာစင်လာနဲ့အညီမင်္ဂလာအခါယူရန်အရှင်ခါတင့်မြတ်ခဲ့ပြီလေးဖြစ်ပါတယ်အစီအစဉ်ကအရာမင်္ဂလာသမက်ရှင်ဖက်မှမင်္ဂလာရွှေအုပ်ဖြင့်ဆောင်ယူလာခဲ့တဲ့မင်္ဂလာပန်းများနဲ့မင်္ဂလာသမင်းရှင်ကိုစင်မြန်းပန်းစင်ပေးတော်များဖြစ်ပါတယ်တို့ဖြစ်ပါ၍မင်္ဂလာသမက်ရှင်ရဲ့မိခင်ဖြစ်သူကိုစားအမကြီးဖြစ်သူဒေါ်ဇာဇာထွန်းမှမင်္ဂလာနေရာမွန်ရှိမင်္ဂလာသမင်းရှင်သမင်းလေးဆောင်းစဉ်ရဲ့ဆံကေတာမြတ်မှာမင်္ဂလာပန်းများဖြင့်ပန်းစင်ပေးပါရန်လေးစားတော်ဖိမှန်တကပြောရပါတယ်မင်္ဂလာသမင်းရှင်ရဲ့ဆံကေတာမြတ်မှာပန်းများဆင်ရင်ရန်အတွက်မင်္ဂလာရွှေအုပ်မှာဆောင်ယူလာခဲ့တဲ့ပန်းများအကြောင်းကိုအတိတ်ပဲဖွင့်ဆိုရမယ်ဆိုရင်မင်္ဂလာဆောင်နှင်းပြီးအရှင်မစ၍နင်းကဲသို့အေးမြစေရန်နင်းပန်းဝင့်ထေခန့်ညားစေရန်နင်းစီပန်းမြင့်မြတ်တင့်ဆန်စေရန်သဇင်ပန်းတင့်တင့်တေတေစံပေနိုင်ကြစေရန်စပေပန်းစတဲ့အတိတ်နမိတ်ကိုယူထားတဲ့ပန်း၃စုံသို့မဟုတ်၅စုံကိုမင်္ဂလာရွှေအုပ်မှာထည့်ပြီးတော့ဆောင်ယူလာခဲ့တာဖြစ်ပါတယ်မင်္ဂလာပန်းများဖြင့်မင်္ဂလာသမက်ရှင်တို့ဖက်ကမင်္ဂလာသမင်းရှင်အားပန်းများဖြင့်ဆင်ရင်ပေးရတာဟာရခိုင်တွေဘောတို့ရဲ့ထုံးတဲ့စင်တာတစ်ခုဖြစ်ပါတယ်ယခုရှင်မှာမင်္ဂလာသမင်းရှင်ရဲ့ဆံကေတာမြတ်မှာမင်္ဂလာရှောင်းမင်္ဂလာအညုတ်အုပ်ပေါ်မှာဆောင်ယူလာခဲ့တဲ့မင်္ဂလာပန်းများနဲ့ရှင်းမြင့်ဆင်မြန်းပေးမှာဖြစ်ပါတယ်မင်္ဂလာသမင်းရှင်ရဲ့မိခင်ကြီးကိုစားအမကြီးဖြစ်သူဒေါ်ဇာဇာထွန်းကပဲမင်္ဂလာသမင်းရှင်ရဲ့ဆံကေတာမြတ်မှာပန်းစင်ပေးနေပြီလည်းဖြစ်ပါတယ်မင်္ဂလာပန်းများဆင်ရင်လို့ပြီးမှာတော့ထုံးနဲ့ဆင်လာရပန်းဆင်ခြင်းအထိမဲ့အနေနဲ့မင်္ဂလာသမက်ရှင်ဘက်ကဇတိလက်ဖွဲ့ငွေကိုလည်းပေးကမ်းလေး
ရှိကြပါတယ်အဲ့ဒီရှင်မှာမင်္ဂလာသမီးရှင်ကလက်အုပ်ရှိလို့လက်ခံယူပေးရမှာဖြစ်ပါတယ်မင်္ဂလာသမီးရှင်အားမင်္ဂလာပန်းများဖြင့်ဆင်ရင်လို့ပြီးမှာတော့ထိုနဲ့ဆင်လာရပန်းဆင်ခြင်းအထိမ်းအမှတ်အနေနဲ့ဇတိလက်ဖွင့်ငွေကိုတမက်ရှင်ဘက်ကပေးကမ်းလေးရှိပြီးမင်္ဂလာသမီးရှင်ကလက်အုပ်ရှိလို့လက်ခံယူပေးရပါတယ်မင်္ဂလာပန်းများနဲ့ပန်းများဆင်ရင်လို့ပြီးမှာအစီအစဉ်လျှောက်အရာမင်္ဂလာသမီးရှင်ကိုမိခင်ဖြစ်သူများကမင်္ဂလာရှောင်းတော်ကိုဆောင်းပေးကြရမှာဖြစ်ပါတယ်ပထမဦးစွာမင်္ဂလာသမီးရှင်ရဲ့စံကေတာမြတ်မှာမင်္ဂလာရှောင်းတော်ကိုရှင်းမြင့်ဆင်မြန်းပေးရန်အတွက်မင်္ဂလာသမီးရှင်ရဲ့မိခင်ကြီးကိုစားအမဖြစ်သူဒေါ်စာထွန်းကပဲမင်္ဂလာသမီးရှင်အားမင်္ဂလာရှောင်းတော်ဖြင့်ရှင်းမြင့်ဆင်မြန်းပေးပါရန်လေးစားစွာပန်ကြားအပ်ပါတယ်မင်္ဂလာမတ်တက်တင်ဓာတ်ပုံရဲကူပေးပါခင်ဗျာယခုလိုမင်္ဂလာသမီးရှင်အားမင်္ဂလာရှောင်းတော်ဖြင့်ရှင်းမြင့်ဆင်မြန်းပေးပါသောဒေါ်စာစာထွန်းအားကျေးဇူးအထူးပင်တင်ရှင်းကြောင်းမင်္ဂလာသမီးရှင်ကိုစားပြောကြားလိုပါတယ်အစီအစဉ်9ရာမင်္ဂလာသမက်ရှင်ကိုမင်္ဂလာရှောင်းတော်ဆောင်းပေးရမယ့်အစီအစဉ်ဖြစ်ပါတယ်တို့ဖြစ်ပါ၍မင်္ဂလာသမက်ရှင်ရဲ့ဥကောင်းယန္တနာမြတ်အင်္ဂါ၌မင်္ဂလာရှောင်းတော်ကိုဆင်မြန်းပေးရန်အတွက်မင်္ဂလာသမက်ရှင်မောင်ရေးလင်းထွန်းရဲ့မိခင်ကြီးဒေါ်ညွန့်စင်အားမင်္ဂလာနေရာမွန်တော့ကြော့ရောက်၍မင်္ဂလာရှောင်းတော်အားရှင်းမြင့်ဆင်မြန်းပေးပါရန်လေးစားစွာဖိတ်မှန်တကားပြောရပါတယ်မင်္ဂလာမတ်တက်တင်ဓာတ်ပုံရိုက်ကူးပေးပါခင်ဗျာယခုလိုမင်္ဂလာသမက်ရှင်ရဲ့ဥကောင်းယန္တနာမြတ်အင်္ဂါ၌မင်္ဂလာရှောင်းတော်ကိုဆင်မြန်းပေးပါသောမင်္ဂလာသမက်ရှင်ရဲ့မိခင်ကြီးဒေါ်ညွတ်စင်အားအထူးပင်ကျေးဇူးဥပါဒတင်ရှိပါကြောင်းနဲ့တင့်တဲ့နေရာမွန်၌ခိတ္တနေရာယူပေးပါရန်ပန်ကြားအပ်ပါတယ်ခင်ဗျာယခုအရှင်ဟာမင်္ဂလာမုံနဲ့နဖော်တို့ရဲ့ဥကောင်းယန္တနာမြတ်အင်္ဂါ၌မင်္ဂလာရှောင်းတော်ကိုစီဆင်မြန်းမိတကားလားတင့်တယ်လက်ပဇော်ဖြင့်မင်္ဂလာအခါပေးခြင်းကိုခံယူရန်အရှင်နရီတင့်မြတ်ခဲ့ပြီလည်းဖြစ်ပါတယ်အစီအစဉ်ရှိအရာထိမရမင်္ဂလာဆောင်နှင်းပေးရန်အတွက်အဓိကအခမ်းကဏ္ဍဖြစ်တဲ့မရရှင်သိတိမင်္ဂလာတင်မြောက်ခြင်းကိုဆင်ရင်ကျင့်ပပေးတော်မှာဖြစ်ပါတယ်ထိမရမင်္ဂလာပြုတဲ့အခါမရဆိုတဲ့အဓိပ္ပာယ်နဲ့လျော်ညီအောင်သမက်ရှင်သမင်းရှင်မြောင်းနေဆုံးအပါဝင်မင်္ဂလာတင်မြောက်မဲ့ပစ္စည်းများအားလုံးကိုမင်္ဂလာပြုရှင်သို့မဟုတ်မင်္ဂလာတင်မြောက်ခြင်းကိုဆင်ရင်ပြုလုပ်ပေးကြရခြင်းဖြစ်ပါတယ်ရခိုင်လူမျိုးရဲ့ထုနဲ့စင်လာရမင်္ဂလာသမက်တဲ့ပွဲကိုသမက်ရှင်ကသမင်းရှင်အင်းတို့တော်ရောက်ပြီးထင်းများမင်္ဂလာဆောင်နှင်းကြရတာဖြစ်လို့တနည်းအားဖြင့်ရောက်ခမအင်းတို့သမက်ဖြစ်သူကတော်ရောက်ဆောင်နှင်းကြရတာမို့သမက်တက်ရှင်တို့ခေါ်ဝါကြတာဖြစ်ပါတယ်ရခိုင်လူမျိုးတို့ကမင်္ဂလာသူတို့သားကို
သမက်ရှင်လို့ခေါ်ကြပြီးမင်္ဂလာသတို့သမီးကိုသမင်းရှင်လို့ခေါ်ကြပါတယ်ရခိုင်တို့ရာဒလိနဲ့အညီမရရှင်မင်္ဂလာတင်မြောက်ရန်အတွက်ကျွမ်းကျင်တက်သည့်နားလေသောရခိုင်စာပေနဲ့ယဉ်ကျေးမှုကော်မတီရန်ကုန်မှဒေါ်မြင့်မြင့်သိန်းဒေါ်မိုးပွင့်ဖြူတို့ကအတူဆွေမျိုးမိသားစုနဲ့အတူပရိရှင်များနဲ့မင်္ဂလာတိတ်တိမြောက်အောင်မရရှင်သို့မဟုတ်ရှင်နောင်ပေါင်းဆက်ထက်တူပြုရှင်မင်္ဂလာကိုဆင်ရင်ပေးတော်ကြမှာဖြစ်ပါတယ်ယခုမင်္ဂလာပွဲမှာခဏမရပြီးတော့ဆောင်ရွက်တော်ဖို့အစီအစဉ်ရှိပါတယ်ပထမဆုံးအဆုံးအနေနဲ့မင်္ဂလာရေစင်အိုး၄အိုးတပြိုင်တည်းစုစည်းလို့မရပေးနေပြီဖြစ်ပါတယ်ပရိရှိခုနှစ်ကွင်းပြီးတော့မင်္ဂလာရေစင်အိုးလေးလုံးစလုံးကိုပရိရှိခုနှစ်ကွင်းပြီးတော့မရပေးခဲ့တာဖြစ်ပါတယ်ဒါကတော့ပထမမရခြင်းဖြစ်ပါတယ်ဒုတိယမရခြင်းအနေနဲ့ပဇွန်နှကောင်ကိုမရပေးရန်အတွက်ပရိချေကျိုးခုနှစ်ကွင်းပြီးမရပေးရမှာဖြစ်ပါတယ်ပဇွန်တို့ကဲ့သို့အင်္ဂါစုံစုံလင်းလင်းနဲ့ရှို့ရင်းရှက်ကင်းမဲ့စွာသာလယရနာသမင်းလယရနာလေးများထွန်းကားကြပါစေဆိုတဲ့အဓိပ္ပာယ်ကိုဖော်ဆောင်ထားတာဖြစ်ပါတယ်ဒါကတော့ဒုတိယမရခြင်းအနေနဲ့ပဇွန်နှကောင်ကိုမရပေးမှာဖြစ်ပါတယ်မရဆိုတဲ့အဓိပ္ပာယ်ကရှင်နောင်ရှင်ပေါင်းဆက်ရှင်ထက်တူပြူရှင်ဆိုတဲ့အဓိပ္ပာယ်ကိုဖော်ဆောင်တာဖြစ်ပါတယ်တာရိယမရခြင်းအနေနဲ့ကဲဘလူခေါ်ငကန်သားနှကောင်ကိုမရပေးတော်မှာဖြစ်ပါတယ်ပရိရှေခုနှစ်ကွင်းပြီးတော့မရပေးရမှာဖြစ်ပါတယ်အဓိပ္ပာယ်ကစီးပွားလက်လာဖကြီးပွားဖြစ်ထွန်းပါစေဆိုတဲ့တိတ်နိမိတ်ကိုယူထားတာဖြစ်ပါတယ်ငါအကျေးခွန်များအများကြီးရှိတဲ့ကဲဘလူခေါ်ငကန်သားနှကောင်ကိုမရပေးနေပြီဖြစ်ပါတယ်စတုထမရခြင်းအနေနဲ့မရဦးခေါ်ကစုံဦးနှလုံးကိုမရပေးမှာဖြစ်ပါတယ်ကောင်းသောကံများထမြောက်အောင်မြင်ပါစေဆိုတဲ့အတိတ်နိမိတ်ကိုယူပြီးတော့မရဦးနှုတ်ဦးကိုမရပေးရတာဖြစ်ပါတယ်မရဆိုတဲ့အတိတ်ဘေကတော့ထက်တူပြူခြင်းအတူပေါင်းဆက်ပေးခြင်းအတိတ်ဘေကိုဆောင်ယူထားခြင်းဖြစ်ပါတယ်ပင်စမမရခြင်းအနေနဲ့မင်္ဂလာသမက်ရှင်ရဲ့ညာလက်ကဝတ်မှာတမရမရပေးတော်မှာဖြစ်ပါတယ်မင်္ဂလာသမက်ရှင်ရဲ့ညာလက်ကဝတ်မှာတမရမရပေးနိုင်ရန်အတွက်မင်္ဂလာပရိရှေခုနှစ်ကွင်းပေးရပါတယ်မင်္ဂလာသမက်ရှင်ရဲ့ညာလက်ကဝတ်မှာမရပေးရန်အတွက်မင်္ဂလာပရိရှေခုနှစ်ကွင်းပေးရပါတယ်ညာလက်ကဝက်မှာမရပေးနေပြီဖြစ်ပါတယ်မင်္ဂလာမတ်တက်တင်ဓာတ်ပုံများရိုက်ကူးပေးပါခင်ဗျာဒါကတော့ခိုင်လူမျိုးတို့ရဲ့မရချင်းမင်္ဂလာ9ပါးထဲကတပါးအပါဝင်ပင်စမမရချင်းအနေနဲ့မင်္ဂလာသမက်ရှင်ကိုမရပေးခဲ့တာဖြစ်ပါတယ်သတ္တမမရချင်းအနေနဲ့မင်္ဂလာသမင်းရှင်ရဲ့ညာလက်ကဝက်မှာတမရမရပေးရမှာဖြစ်ပါတယ်မင်္ဂလာသမင်းရှင်ရဲ့ညာလက်ကဝက်မှာတမရမရပေးလို့ဖြစ်ပါတယ်မင်္ဂလာမတ်တက်တင်ဓာတ်ပုံများရိုက်ကူးပေးပါရဲ့ပန်ကြားပါပါတယ်ခေမရာရှင်ဆိုတဲ့အဓိပ္ပာယ်နဲ့လွန်သောမင်္ဂလာထဲဝင်တာဒီစိတ်အားအခုရှင်စီလိုက်ခေမရာပြည်နေတာနောက်ဆုံးတက္ကမမရာရှင်အနေနဲ့မင်္ဂလာထဲဝင်ဒီစိတ်အားလုံးကိုရာပေးရမှာဖြစ်ပါတယ်မင်္ဂလာပရိရှင်ရမွေးနေစုပြမှာရခိုင်ရိုးရာခေမရာမင်္ဂလာဆောင်ရင်းရရိုးရာစကားတိုင်းစီမံဆောင်ရွက်မှုကိုပြောရမယ်ဆိုရင်အမေတဲ့ဝေးအတွက်လိုအပ်တဲ့ဆောင်ရောက်များကိုမင်္ဂလာသမီးရှင်ဘက်ကစီစဉ်ကြရပြီးမင်္ဂလာစပွဲခင်းပေါ်မှာ
န်ရှင်းလက်ဆက်တဲ့စပါးကြောင့်ခံကြည့်ထားရပါတယ်အဓိပ္ပာယ်ကအစားဆင်ရင်ပေါ်ပြပြွားစေရန်ရည်ထားခြင်းဖြစ်ပါတယ်သဘွေးကိဘောကမင်္ဂလာကံပြားခြင်းတစ်ချက်ကိန်းနာပြီးကံကြကြီးအောက်မှာရွှေတင်းကမဟုတ်ဝေတင်းကမပြတ်ထည့်ထားရပါတယ်ရှင်နံပြဂေဆက်တဲ့လူမပေးမပေါ်နေနိုင်ကြစေဖို့အတိတ်မိတ်ပေါ်ဆောင်ထားတာဖြစ်ပါတယ်မင်္ဂလာကံကြီးကံကြကြီးပေါ်မှာမင်္ဂလာသမီးရှင်ကဆန်တဲ့မင်္ဂလာသမီးရှင်ကဆန်ရောဆက်ရှက်လာတဲ့မေမောင်ထည့်ထားရပါတယ်မေမောင်ပေါ်မှာအကန့်သားပေါ်ကဲပလူတော့ဘရောင်းဘောစုံလုံးနဲ့အင်္ဂါစုံစုံလေးနဲ့ပါရှိတဲ့ဘုံလုံးကြီးတော့စသည်လို့ချက်လို့တော်တော်ပြီးတော့ထည့်ထားရပါတယ်။ဒီရန်အနေနဲ့ပူဇော်သေးဆုံးမှာစက်သားရေးတစ်ခွက်နဲ့မကွေးမပေါ်စီစီကက်ကက်ရှိကြစေဖို့ရွှေပြုံသီးကြီးတို့ကိုလည်းချက်လို့ထည့်ထားကြရပါတယ်။အဲ့ခွက်ရေးကဟာအားကနဲ့မှာထည့်ကြရပါတယ်။စကွေးထက်မှာအမက်ရှင်ကမှမင်္ဂလာရေးစေဖို့လို့နဲ့မင်္ဂလာသမီးရှင်ဘက်ကမင်္ဂလာရေးစေဖို့လို့တင်ထားရပါတယ်။ရေးစေဖို့တွေပေါ်မှာအောင်တည်ရုပ်ကိုအဓိကထားပို့ရပြီးနဲ့နံလိုက်တင်းနဲ့တူပို့ကြရပါတယ်။ပေရွက်ပေါ်မှာလည်းမင်္ဂလာအာဇာညာတင်ထားရပါတယ်။ဒီကိုရှိမှာမင်္ဂလာကံစီနာအားလုံးမင်္ဂလာတစ်ဖက်တော်ဆွေတို့မိတ်တင်ကထားတဲ့စင်နေကြတယ်ဒါခန္ဒီတို့ရဲ့ထိပ္ပန်းရှင်ဘုမဟုတ်ရာရှင်တက်တူလူရှင်ပေါင်းဆက်ရှင်ဆိုတဲ့မင်္ဂလာတိတိပြည်ရရဖြစ်ပါတယ်ဒီလိုရာရှင်မင်္ဂလာတိတိပြည်ရရတဲ့ဆုံးပေါ်အောင်ပေါ်လာရင်စီမိုးလေးလာပဲကိုတာအောင်ရင်းစေခြင်းဘာလို့လဲလားအိမ်တော်ကနာဘက်ကရရချင်းဆိုတဲ့အိမ်မေကိုပြီးတော့ရာရှင်ကစင်ကျမရရင်ဖြစ်ပါတယ်ဒီဘောကပဏမရာဇလုံးမင်္ဂလာတင်ပြောက်ရှင်တို့ကိုရာရှင်မင်္ဂလာဆောင်ရခြင်းအစီအစဉ်ထားပြောက်အောင်မြင်တော်ပြီဖြစ်ပါတယ်ဘာသာဗြဟ္မရာဇာကိုဟာလီမာပရာတိရှာရှိကစီမံအင်တာမဲကိုစစ်မှန်ထောက်ရှုကြောင်းပြု၍ဘာမင်္ဂလာအေခါရယ်အိထာပနာမောနလေးတွေစင်ရဲ့ပြဆောင်ကောင်းကျိုးဆိုပြီးရုပ်ပုံနဲ့စီးရီးတွေဖြင့်ဣတိမြတ်မြတ်ဆိုသောမင်္ဂလာသမီးရှင်နဲ့သမီးရှင်တို့အားလောကဓမ္မဌာန၌ဘာဝအလျောက်ဘုထောက်ဖြင့်ရှုပေါက်ရွေးရှိကြောင်းပြု၍လက်တွေ့မိမညဉ့်ညတ်တဲ့အတွက်အောင်အိထာအစည်းအဝေးမှာအမင်္ဂလာတပည့်ကိုကြီးစင်တွေကျင်းပတာရှိဖြစ်ပါတယ်။ဆက်လက်မင်္ဂလာအောင်လေးမဲ့တဲ့မင်္ဂလာအောင်နမိတ်ကိုမင်္ဂလာရေးစင်ပုံပြ၍ထိမရမင်္ဂလာဆောင်ရည်ရယ်မင်္ဂလာအခါယူရန်မင်္ဂလာပြုတော်ကိုဒါလေးပေါင်းတော်လာတာစင်နဲ့ကြာယူပေးထားပါတယ်။ပန်ကြပါတယ်။စီစဉ်မှုရမင်္ဂလာတပည့်ရှင်နဲ့တပည့်ရှင်တို့အားအတိတ်မိတ်ကောင်းမင်္ဂလာရှိစတဲ့ပေါင်းတဲ့ဆုံးတို့မှာအောင်မြတ်သောမင်္ဂလာကိုပေါ်ကျူးပြုလို့ဆိုဖြစ်လက်ထက်၍ကျင်းပြပေးတော်ကြမယ်ဆိုဖြစ်ပါတယ်။အောင်ဟိမင်္ဂလာအမေရှာ၌ဇပူဒီမနမိတ်တာဟုပြပြဝါဘောနာလည်းအောင်မင်္ဂလာအောင်အခါဟုဇေယျမြတ်တဲ့ဒီနေ့ရတဲ့ဆုလက်လာမလေးတဲ့ဝရတိကိညီညီတိချီဆောင်မင်းနိုင်အဲ့ဒီဘုရားမင်းရဲ့တပတ်တဲ့ကျမ်းမြတ်ပြည်လာတဲ့နာနဲ့ရှင်ရတဲ့ရွေးရှင်နေရှင်းရင်တင်ပြရရင်ဒီကာလောဝါဒသုလာဒေသနာတိုင်းဇေယျရောစင်စင်တင်ပြရခြင်းဖြစ်ပါတော့ဒီမှာရေမင်္ဂလာမောင်နဲ့ဆုံးတို့ဟာဒီမှာလည်းမင်္ဂလာဆောင်ရင်းရှင်းပြပြီးပဲလူချင်းမင်းစနေမောင်နဲ့များဖြစ်ကြပါတော့ဥပဒေရာဝန်ကြီးဌာနမှာဒုတိယဝန်ကြီးနဲ့ဒုတိယရှိနေသူဒေါက်တာတင်လင်းဦးနဲ့တတိဒေါက်တာခင်မစင်တို့ဟာမင်္ဂလာနေရာဘုံတို့ကြောက်ရောက်ပါရင်နဲ့မင်္ဂလာမောင်နဲ့ဆုံးတို့ဟာကိန်းပြလက်တဲ့မင်္ဂလာဆောင်ရင်းပြီးပါရဲ့အာရဝတ္တရားရှိခါရီလေးစားတော်ပြည့်မဲ့တရားပြရပါတယ်
လက်နဲ့ပြရမှာမင်္ဂလာသမက်ရှင်ရဲ့ညာလက်ပေါ်မှာမင်္ဂလာသမီးရှင်ရဲ့ညာဘက်လက်ပေါ်မှာထပ်ပြီးမင်္ဂလာရေးစိတ်ကတောင်းလေးမင်္ဂလာဆုတောင်းစကားဖြင့်ရှင်းပြပေးရမှာဖြစ်ပါတယ်အောင်မင်္ဂလာခရုတော်လေးဖြင့်တိုးချင်သွန်လောင်းပြီးမင်္ဂလာတပြေအောင်တပြေခက်တဲ့တိုးချင်ပြတ်ထန်ရပါဖြစ်ပါတယ်ဘောဓမတကိတိဥပိနံအေဝိဒါဒါနဟေဘောဓရောဣဒံဟောတယဝိယတန်တိခာဝိဇ္ဇာဘောဓာတိဝသောအောင်မင်္ဂလာအောင်မြတ်သည်ခါရဲမဲ့စကပဲနဲ့လက်ခက်အနလက်ထက်ကန်နဲ့နဗေဒေဇာတတိညာနဲ့ရေပြာတယုစေယတုသောစုပဒနာဘိသိမင်္ဂလာရေးစင်ခန့်လိုက်ပါသည်အောင်စေယတုအောင်စေယတုအောင်စေယတုအောင်သာခဟိအောင်မိတ်ခက်နာအောင်အောင်ဝေမင်းနဲ့အောင်နေအစုလေးပါဒါလေဂေါတရေရှိပြိတ္တနာမှာကောင်းရှောပါမင်္ဂလာရှင်လက်ခုတ်တဲ့နာနဲ့ရှင်းနေကောဗရာမရောက်ရဲ့ဒီစားတယ်လိုက်နေတယ်ဒီလိုရှိပါတယ်ဘုံမရှိတာဒီဖက်နဲ့တော့လက်ခုပ်တီးရရဟလားမင်္ဂလာမတဲ့တဲ့ပုံစံမျိုးဒီရနေပြပါလားဒီခုလိုကြည်မဲ့တော်မြတ်တော်နဲ့နဲ့ခင်းရတဲ့မင်္ဂလာဆောင်နေပြပါတော့လူကြီးမင်းစရိမောင်နှံများဖြစ်ကြသည်ဥရေယဝကြီးဌာနဟာဒုရိယဝကြီးနဲ့ဒုရိယရှိနေချုပ်ဒေါက်တာခင်လင်းမှုနဲ့စရိဒေါက်တာခင်ပါစင်မှုဟာတိုင်းလေးစွာကျေးဇူးပါရရှိပါကြောင်းမင်္ဂလာကမရှင်နဲ့မင်္ဂလာကမရှင်တို့ပူဇော်ပြောတိုင်းဘုရားတရားများသို့လည်းလည်းကြွရောက်တရားယူနိုင်ဖြစ်ပါကြောင်းလူသေးစွာပန်ကြားလိုက်ပါတယ်ဆက်လက်ပြီးတော့စီစဉ်ရနိုင်တဲ့တပေါင်းတိဆောင်သောမင်္ဂလာအောင်ဆိုင်တဲ့ပန်းပုံများပြီးရှင်းပြဆင်နွှဲရဖြစ်ပါတယ်။ဖြစ်ပါရဲ့မင်္ဂလာအောင်ပန်းပုံများဖြင့်ဆင်နွှဲပေးနိုင်ရန်မင်္ဂလာအောင်ပန်းကလေးကိုသမီးလေးပြည်သူထုတို့ကမင်္ဂလာဆိုင်တော်ပေါ်သို့ဆောင်လာပေးပါရန်ပြည့်မယ်တကားပြရပါတယ်။အရှိန်တော်တောင်ရောက်ပြီးသားဒီလာမလက်တဝဲနေရမျက်နှာအသီးသီးမှာအကြမ်းတဲ့ဒေဝမေပေါင်းတို့ဆုံးဖြတ်တော်ဘောကိုဆောင်ပြီးဝိရနဲ့တင့်ထန်တင်းပြတ်ထုံမတ်တော်မင်္ဂလာအောင်ဆိုင်တဲ့ပန်းမှုများဖြင့်မင်္ဂလာတပည့်ရှင်တော်ရေးလေးမှုနဲ့မင်္ဂလာတပည့်ရှင်မှဆောင်းတဲ့စေတို့ဟာစင်ညာတိပိဒီပေးနိုင်ရဲ့အတွက်ဘုဒ္ဓရှိလူကြီးမင်းစတိဘောင်းနဲ့များပြကြပါတော့အောက်ပေါ်စီကံကြိုင်မှုချုပ်ပြီးဥစ္စာတောင်းရဲ့စတိဘောဒီနာပဲလို့ပါမင်္ဂလာတရားတို့တွေ့ပါရင်မင်္ဂလာအောင်ဆိုင်တဲ့ပန်းမှုများဖြင့်ရှင်းရစင်ညာတိပိကိုပြပါရဲ့လေးစားတာဇီနောဇေဇိနာပေတိဘောဘေတိတုဇေဇိနောအောင်မေထွက်အောင်အမိတ်ဆောင်လေးဘေးပြာပေါင်းပွဲပေါ်ရှောင်းလေးရဲ့အဲ့မှာမင်္ဂလာတောင်းမြတ်မင်္ဂလာဒီဒီတဲ့လူဒီနေ့ရဖို့ရှိပါဆိုင်မင်္ဂလာခါယူကြမြင့်ဘုံနဲ့ဘောတို့ဟာမင်္ဂလာအတိတ်တမေကောင်းတာတီပါစေတည်းဒီကြပါစေတည်းဘုရားရှိခိုးတဲ့များမှာအောက်ရှိဟောပါမင်္ဂလာရှင်လက်ပုတ်တဲ့ကြပြီးရှင်းပြခေါ်နာပြကြပါရဲ့လေးစားတော်ပန်ကြားကြပါမင်္ဂလာမတ်တဲ့ရပ်ပုံများကိုနေရာယူပါမယ်မင်္ဂလာအောင်ဆိုင်တဲ့ဘယ်ပုံများဖြင့်ရှင်းပြဆင်နွှဲပေးပါတော့ဘုဒ္ဓရေရှိလူကြီးမင်းစရိမောင်နှံများဖြစ်ကြသည်အကောက်ကောင်ပူစီဌာနရထိုင်ဖို့ရှုပ်ပြင်းဥစ္စာတောင်းတဲ့စနေရောတိရာလေးတို့ဟာလူပဲကျေးဇူးပါရတင်ရှိပါကြောင်းမင်္ဂလာပုံနဲ့ဆုံးတို့ပူဇာပြောကြရင်လာတရားများသို့လည်းလည်းကြွရောက်တရားတိုင်းတိုင်းဖြစ်ပါကြောင်းပြောကြလိုပါတယ်ဆက်လက်ပြီးတော့အစီအစဉ်7ရက်ရမင်္ဂလာအောင်လက်ထက်လွတ်ဆက်ကြပြီးရှင်းရဆင်နွှဲပေးရပါတယ်ပြောပါရမင်္ဂလာအောင်လက်ထက်လွတ်ဆက်ဖြင့်စင်ញံတိတိပြ
နိုင်ရန်မင်္ဂလာအောင်လက်ဆက်ကလေးကိုသမီးလေးရတနာဖုံးကမင်္ဂလာစင်တော်ဘော်သို့ဆောင်ယူလာပေးပါရန်ပန်ကြားအပ်ပါတယ်အစီအစဉ်အရမင်္ဂလာအောင်လက်ဆက်များဖြင့်ရှင်းလင်းစင်ကြယ်တည်တည်ပေးနိုင်ရန်ဘုံတရေရှိစနေမောင်များဖြစ်ကြပါတော့အပောက်ကောင်စည်းဌာနညွှန်ကြားရေးမှူးဦးတက်ထွန်းအောင်နဲ့ဇနီးဘောဝါရီတို့အားမင်္ဂလာနေရာဘုံတို့ကြောက်ရောက်ပါရဲ့နှင့်မင်္ဂလာအောင်လက်ကျက်လက်ဆက်များဖြင့်စင်ကြယ်တည်တည်ပေးပါရဲ့လေးစားစွာပြည့်မယ်လို့ပြောရပါတယ်မင်္ဂလာတိအေတီဟိတိမင်္ဂလာတိတိဥပိသအပုဏ္ဏတိတိအတောအောင်မင်္ဂလာအောင်စေရာနှင့်ဘေးဗျာပေါင်းဝေးပေါ်ဆောင်၍အောင်ရှင်းမင်္ဂလာနဲ့အောင်ရှင်းကြပါစေအောင်စေရခုစေရတုတောင်းစုပဒနာပြုရဲ့ဆိုဖြင့်ဘုဒ္ဓရေရှိအပရိသေများမှာအောင်ရှိတော်ဗာမင်္ဂလာရွှေလက်ခုတဲ့များဖြင့်ရှင်းရင်ထောက်တာပြုကြပါရဲ့လေးစားကိုခံကြရပါတယ်လေးဆိုကျေးဇူးတော်ပါမင်္ဂလာအောင်ဆိုင်လက်ဆက်များရှင်းရစင်ရတဲ့ဒီတွေမှာတော့ဘုဒ္ဓရေရှိလူကြီးမင်းစနေမောင်နဲ့များဖြစ်ကြတယ်အကောက်ပေါ်စည်းဌာနငွေကြိုင်ကိုဥပဒေမောင်နဲ့စနေဘောဝါရီတို့ဟာအထူးကျေးဇူးပါရတင်ရှိပါကြောင်းမင်္ဂလာမောင်နဲ့ဆုံးတို့ကိုစားပြောကြရင်ဘုလနေရာများသို့ပြန်လည်ကြွရောက်နေရာယူနိုင်ပြီဖြစ်ပါကြောင်းပြောကြားလိုပါတယ်အစီအစဉ်စစ်နဲ့အရာမင်္ဂလာသမက်ရှင်မောင်ရေးလုံးထွန်းနဲ့မင်္ဂလာသမက်ရှင်မဆောင်းသစိန်တို့ကမိမိတို့ရှေ့မှာတေခင်းထားပါတော့မင်္ဂလာထမင်းပွဲမှမင်္ဂလာထမင်းစုံများကိုကျေးဇူးရှင်ဖခင်နှစ်ပါးများအားထဲလူပေးကြရမယ့်အစီအစဉ်ဖြစ်ပါတယ်။ရိုးရာဓလေ့ထုံးတဲ့စင်လာတိုင်းမြင့်မို့တောင်ဥမကကျေးဇူးကြီးမားလာပါတော့ဖခင်နှစ်ပါးတို့အားရွှေထမင်းငွေထမင်းများကိုကိလေသာမျိုးစုံအာတိရှုံ၍သားသမီးများကမင်္ဂလာထမင်းများနဲ့လောင်းလူဥရှပေးကြမယ့်အစီအစဉ်ဖြစ်ပါတယ်။သို့ပါရဲ့နှစ်ဖက်သောကျေးဇူးရှင်များဖြစ်ကြသည့်မင်္ဂလာသမက်ရှင်ရဲ့ဖခင်ကြီးဒေါက်တာဦးသာထွန်းနဲ့သမင်းရှင်၏ဖခင်ကြီးကိုစားအကိုကြီးဦးအောင်ဆိုင်ကျော်တို့အားမင်္ဂလာထမင်းဆုံးများဖြင့်ရှင်းမြင့်ကြော့ချင်းကိုလက်ခံပေးနိုင်ပါရန်အတွက်မင်္ဂလာစင်တော်ဘော်သို့ကြောက်ရောက်နေရာယူပေးပါရန်လေးမြတ်စွာဖိမ့်မှန်တကပြောရပါတယ်။မင်္ဂလာထမင်းဆုံးများခံယူရမှာသမက်ရှင်ရဲ့ဖခင်ဖြစ်သူကသမင်းရှင်ထံမှ၎င်းမင်္ဂလာသမင်းရှင်ရဲ့ဖခင်ဖြစ်သူကသမက်ရှင်ထံမှ၎င်းခံယူရပြီးသားသမီးအဖြစ်အပြန်အလှန်အတိမဲ့ပြုလက်ခံပေးကြတဲ့သဘောကိုဆောင်ယူခြင်းဖြစ်ပါတယ်သားသမီးဖြစ်သူများကလည်းမိဘကျေးဇူးကိုဥထိပ်ပန်ဆင်ပြီးသားသမီးဝတ္တရားနဲ့အညီပြုစုစောင့်ရှောက်ပါမယ်လို့ဂတိပြုရှင်အနေနဲ့မင်္ဂလာသမင်းရှင်မင်္ဂလာသမက်ရှင်တို့ရဲ့ရှေ့မှာတည်ခင်းထားပါတော့မင်္ဂလာထမင်းခုနှစ်စုကိုဥရှကတော့ပေးကြမှာဖြစ်ပါတယ်မင်္ဂလာသမက်ရှင်ဖြစ်သူကမင်္ဂလာသမင်းရှင်ထံမှ၎င်းမင်္ဂလာသမင်းရှင်ရဲ့သမင်းရှင်ရဲ့ဖခင်ဖြစ်သူကမင်္ဂလာသမက်ရှင်ထံမှ၎င်းမင်္ဂလာထမင်းစုံများကိုခံယူကြရပြီးသားသမီးအဖြစ်အပြန်အလှန်အတိမြတ်ပြုလက်ခံပေးကြတဲ့သဘောကိုဆောင်ယူထားခြင်းဖြစ်ပါတယ်ဖခင်နှစ်ပါးရဲ့ခန္ဓာကိုယ်ပခုံးထက်မှာကိုယ်တင်ခေါ်ပေါ်ဝါတင်ထားတာကိုတွေ့ကြရပါမယ်အတိတ်ဘေကနှစ်ဖက်သောမိဘတွေဟာတီလာကိုစောင့်ထင်းပြီးသားသမီးတို့ရဲ့မင်္ဂလာပွဲကိုဆောင်ရွက်လေးရှိကြောင်းတင်ကြတာဖြစ်ပါတယ်သားသမီးတို့ထံမှခံယူရရှိထားတဲ့ဓမင်းစုပ်ကိုတန်ရှင်းတဲ့အိုးသစ်မှာထည့်ပြီးတော့ရေမျောရှင်သို့မဟုတ်မြေမြုပ်ရှင်ကိုပြုကြရပါတယ်အိုးကိုရေမျောတဲ့အခါမှာစီးပွားလက်လာဖတိုးတက်ကြီးပွားစေရန်အတွက်ဒီရေတက်ရှင်ကိုစောင့်ပြီးရေမှာမျောလေးရှိကြပါတယ်ဆက်လိုက်ပြီးတော့တခါဖခင်နှစ်ပါးမှ
မင်္ဂလာသမင်းရှင်နဲ့သမက်ရှင်တို့ဟာမင်္ဂလာလက်ဖွဲ့များဖြင့်ရှင်းမြင့်ပေးကြရမယ့်အစီအစဉ်ဖြစ်ပါတယ်မင်္ဂလာလက်ဖွဲ့များဖြင့်ရှင်းမြင့်ပြီးပါတော့မင်္ဂလာသမင်းရှင်နဲ့သမင်းရှင်တို့ကဂါရဝတရားရှိထားပြီးလက်အုပ်ရှိပေးရမှာဖြစ်ပါတယ်မင်္ဂလာဧပရိသတ်များမှမင်္ဂလာရွှေလက်ခုပ်တံများဖြင့်ရှင်းမြင့်ထောပနာပြုပေးကြပါရန်လေးစားစွာပန်ကြားအပ်ပါတယ်မကောင်းမြတ်တာကောင်းရာညွန်လက်အတက်တန်းစေပေးဝေနေရင်ထင်းများရှင်းလျင်ဝန်ငါအင်ငါအင်ဖခင်မေတို့တာမကောင်းမှုကိုတားမြစ်၍ကောင်းမွန်ကောင်းရာများကိုညွှန်ပြရခြင်းအတက်ပညာသင်ကြားပေးရခြင်းရင်းနှီးလှုပ်ရှားရန်ပေးရခြင်းလက်ထက်ထင်းများပေးရခြင်းစသောမိဘတို့ရဲ့ဝတ္တရား၅ပါးနဲ့အညီဒီနေ့ဒီရက်ဒီချိန်မှာဆောင်ရွက်ပေးနိုင်ခဲ့ကြပြီဖြစ်ပါတယ်မင်္ဂလာထမင်းဆုံးများခံယူပြီးမင်္ဂလာလက်ဖွဲ့များဖြင့်ရှင်းလင်းပေးကြပါသောမင်္ဂလာသမက်ရှင်ရဲ့ဖခင်ကြီးဒေါက်တာဦးသာထွန်းနဲ့မင်္ဂလာသမင်းရှင်ရဲ့ဖခင်ကြီးကိုစားအကိုကြီးဦးအောင်ဆိုင်ကျော်တို့ဟာလိုက်လေးစွာကျေးဇူးဥပါဒတင်ရှိပါကြောင်းနဲ့မူလနေရာများသို့ကြွရောက်နေရာယူနိုင်ပြီဖြစ်ပါကြောင်းပြောကြားလိုပါတယ်နှစ်ဖက်သောမိဘဓမ္မကိုစီမင်္ဂလာလက်ဖွဲ့များရှင်းမင်းပြီးမင်္ဂလာသမင်းရှင်နဲ့သမက်ရှင်တို့နှစ်ဦးမင်္ဂလာလက်ဆောင်ထမင်းသုံးဆောင်ကြရမှာဖြစ်ပါတယ်ယခုမင်္ဂလာပွဲမျိုးမှာတော့မင်္ဂလာလက်ဆောင်ထမင်းခုနှစ်လုံးကိုဇတိတဖောအဖြစ်သုံးဆောင်ကြရမှာဖြစ်ပါတယ်ယခုအချိန်မှာမင်္ဂလာမောင်နှံဆုံးနှစ်ဦးတို့ဟာမင်္ဂလာလက်ဆောင်ထမင်းများဖြင့်သုံးဆောင်နေကြပြီဖြစ်ပါတယ်ရခိုင်လူမျိုးတွေရဲ့မရရှိမင်္ဂလာကိုဆင်ရင်ကျင်းပနေတာပဲဖြစ်ပါတယ်မင်္ဂလာလက်ဆောင်ထမင်းကိုဇတိတဖောအဖြစ်ဂုံပြုသုံးဆောင်လို့ပြီးပါတော့အစီအစဉ်အရာဆက်လက်ပြီးတော့မင်္ဂလာမောင်နှံဆုံးတို့အားနှစ်ဖက်သောဆွေမျိုးရင်းရှာများမှမင်္ဂလာလက်ဖွဲ့များဖြင့်ကိုယ်တိုင်ကိုယ်ကြကြောက်ရောက်၍ရှင်းမြင့်လက်ဖွဲ့နိုင်ရန်ဖြစ်ပါတယ်သို့ဖြစ်ပါ၍မင်္ဂလာမောင်နှံစုံတို့ရဲ့ဆွေကုံမျိုးကုံကိုဖော်ကျူးသောအဖြစ်နှစ်ဖက်သောဆွေမျိုးရင်းရှာများမှမင်္ဂလာလက်ဖွဲ့များဖြင့်ကိုယ်တိုင်ကိုယ်ကြကြောက်ရောက်၍လက်ဖွဲ့နိုင်ရန်အတွက်လေးစားစွာဖိမှန်တကားပြောရပါတယ်မင်္ဂလာလက်အုပ်ရှိပြီးတော့လက်ခံယူပေးရမှာဖြစ်ပါတယ်မင်္ဂလာမြတ်တဲ့တင်တဲ့ပုံများရိုက်ကူးပေးကြပါခင်ဗျာနှစ်ဖက်သောမိဘဆွေမျိုးများမှာမင်္ဂလာလက်ဖွဲ့များဖြင့်လက်ဖွဲ့ပေးကြပါသောမင်္ဂလာ
ဆွေမျိုးတို့အားကျေးဇူးအထူးဥပါဒတင်ရှိပါကြောင်းပြောကြားလိုပါတယ်မင်္ဂလာချောင်းတော်တင်အစီအစဉ်ကိုဆင်ရင်မှာဖြစ်ပါတယ်ပထမဦးစွာမင်္ဂလာသမင်းရှင်ကမိမိဘေဖက်လက်နဲ့မင်္ဂလာသမင်းရှင်ရဲ့ဥကောင်းထက်ကချောင်းတော်ကိုရွှတ်ယူပြီးမင်္ဂလာစပွဲပေါ်သို့တင်ပေးရမှာဖြစ်ပါတယ်ဆက်လက်ပြီးတော့မင်္ဂလာသမင်းရှင်ကမိမိဥကောင်းထက်ကချောင်းတော်ကိုညာဖက်လက်နဲ့ရွှတ်ယူပြီးမင်္ဂလာသမင်းရှင်ရဲ့ဥကောင်းထက်မှာရှင်းမြင့်ဆင်မြန်းပေးရမှာဖြစ်ပါတယ်မင်္ဂလာချောင်းတော်တင်ခြင်းလို့ခေါ်ဆိုခြင်းဖြစ်ပါတယ်ချောင်းတော်တင်တဲ့အဓိပ္ပာယ်ကငေးစေတောင်ရဲ့ကလေးဘွားမှာစ၍မိခင်ဖခင်ကြီးတို့ရဲ့အုတ်ထင်းမွန်းအောက်မှကင်းလွဲတော်ပြီးတော့မင်္ဂလာသမင်းရှင်ဟာမင်္ဂလာသမင်းရှင်ကိုဒီနေ့ဒီရက်ဒီရှင်ကစပြီးအသက်ထက်ဆုံးလုံခြုံမှုပေးလျက်တာဝန်ယူစောင့်ရှောက်မဲ့လင်ယောက်ျားမြတ်တူဖြစ်သူရောက်ရှိတော်ပြီဆိုတဲ့အဓိပ္ပာယ်ကိုပေါ်ဆောင်ခြင်းဖြစ်ပါတယ်။တနည်းအားဖြင့်မထီမေကင်းအနှင်းဥစ္စာမိစ္ဆာမပဝယ်စားဆင်ရင်မြန်တို့ကြည်ငါအင်လင်ကျင့်ရာမိမိမယားအားမိမိရှာဖွေရသမျှငွေကြေးဥစ္စာများကိုအနှံရခြင်းဝယ်စားဆင်ရင်ပေးရခြင်းမြန်တို့ကျင်လာသောရှစ်ခင်ရှင်ဆိုတဲ့လင်ကျင့်ဝတ်၅ပါးနဲ့အညီတာဝန်ယူဆောင်ရွက်ရန်ဂတိပြုရှင်လည်းဖြစ်ပါတယ်။မိဘဆွေမျိုးများမိသင်္ကားများမှလက်ခံရရှိထားတဲ့မင်္ဂလာလက်ဖွဲ့ဝင်ရွှေငွေပစ္စည်းဥစ္စာများကိုမင်္ဂလာသမင်းရှင်မှမင်္ဂလာသမင်းရှင်လက်ထက်သို့အနံပေးကြတာဖြစ်ပါတယ်။လင်ယောက်ျားပိုင်ဆိုင်သမျှငွေကြေးဥစ္စာအလုံးကိုယုံကြည်စွာအနံရသလိုဇနီးမယားဖြစ်သူကလည်းအနံတဲ့ပစ္စည်းဥစ္စာများမပြောင်းမပြတ်မဆုံးရှုံးရလေအောင်စူဆောင်းထိမ့်သိမ်းရမယ့်တာဝန်ကိုဂတိပြုလက်ခံယူခြင်းအဓိပ္ပာယ်ဖြစ်ပါတယ်။တနည်းအားဖြင့်အိမ်တွင်းမှုလို့သိမ့်ထုတ်သေးချာမိစ္ဆာကြီးရှောင်းလျော်အောင်ဖြန့်ရှိပြင်းရမမုံဝဲငါးစုအင်းသူကျင့်ရရာဆိုတဲ့အတိုင်းအင်းတွင်းမှုကိစ္စကိုစီမံဆောင်ရွက်ရခြင်းလင်ယောက်ျားအနံသောဥစ္စာပစ္စည်းများကိုထိမ့်သိမ်းရခြင်းနှစ်ဖက်သောဆွေမျိုးတို့အားမြတ်တစွာပေးကမ်းရခြင်းကျွမ်းကျင်လိမ္မာရခြင်းဆိုတဲ့မယဝတ္တရား၅ပါးနဲ့အညီတာဝန်ယူဆောင်ရွက်ပါမယ်ဆိုတဲ့ဂတိကွယ်ကိုပြုပေးရတာဖြစ်ပါတယ်အစီအစဉ်16အရာမင်္ဂလာရှောင်းတော်ရှာခြင်းအစီအစဉ်ဖြစ်ပါတယ်ယခုကဏ္ဍအနေနဲ့မင်္ဂလာသမင်းရှင်မဆောင်းသဇင်ရဲ့ဥကောင်းထက်ကမင်္ဂလာချောင်းတော်ကိုမင်္ဂလာသမင်းရှင်မောင်ရေးလန်းထွန်းကဘေဖက်လက်နဲ့ရွှတ်ယူပြီးတော့မင်္ဂလာစပွဲပေါ်ကိုတင်ပေးရမှာဖြစ်ပါတယ်ဒါကိုရှောင်းချမင်္ဂလာပြုခြင်းလို့ခေါ်ဆိုခြင်းဖြစ်ပါတယ်ဤမှာပင်ထိမြတ်သမက်တဲ့မင်္ဂလာပြုခြင်းအစီအစဉ်အောင်မြင်စွာဆင်ရင်ပြည့်မြောက်ခဲ့ပြီဖြစ်တဲ့အတွက်ရှေ့တွန်းစင်လာကျင့်ကြံစာနဲ့လူကြီးဆောင်ရာရှေ့မောက်တွင်ခန္ဓာထေဝါသောထိမြတ်လက်ထက်သောနေ့ကိုအစပြုလျက်ကောင်းရှင်၏စန္ဒကြံသမျှအသင့်ဖြစ်ကာပွင့်တစ်သောပန်းဆန်းတစ်သောလက်ပေါ်မှာအေးရှမ်းခြင်းရှိကြပါစေ32ပါးသောကံကြမ္မာနှင့်ပြင်စဝေတ္တိကင်းစင်ခြင်းလျက်ဘေးမတိယမခါပေအတရေပန်းပြည့်စုံခံရောက်ကြပါစေကြောင်းကောင်းရှိဩဘာမင်္ဂလာရွှေလက်ခုပ်တန်တီ၍ဂုံပြုထောပနာပြုပေးကြပါရန်လေးစားစွာပန်ကြားအပ်ပါတယ်ခင်ဗျာကြောရောအပေရှိမတော်မူလာကြပါကုန်သောဂုံတရေရှိဣသေတော်ပေါင်းတို့ခင်ဗျာဒီကနေ့2026ခုနှစ်ဇန်နဝါရီလ31ရက်စနေနေ့နံနက်ခင်းအချိန်ရန်ကုန်တိုင်းဒေသကြီးပြည်လန်းရှိနိုဘိုတေရန်ကုန်မက်စ်ဟိုတယ်ရန်ကုန်ဘောရုံမင်္ဂလာခမ်းမကြီးအတွင်၌ဆင်ရင်ကျင်းပအပ်သောမင်္ဂလာသမက်ရှင်မောင်ရေးလုံးထွန်းမင်္ဂလာသမက်ရှင်မမွေမွေအေးခေါ်ဆောင်းသဇင်တို့ကနှစ်ဖက်သောမိဘများကိုစားကျေးဇူးတင်စကားပြောကြားလိုသည်မှာရခိုင်ရိုးရာထိမ်းမြတ်သမက်တဲ့မင်္ဂလာခမ်းနားကြီးသို့ကိုယ်တိုင်ကိုကြကြောရောက်ချီးမြှင့်ပြီးထိမ်းမြတ်လက်ထက်မင်္ဂလာဆောင်နှင်းပေးကြပါသောလူကြီးမင်းဇနီးမောင်နှံများဖြစ်ကြသည့်ဥပဒေရေးရာဝန်ကြီးဌာနမှဒုတိယဝန်ကြီးနှင့်ဒုတိယရှင်းနေချုပ်ဒေါက်တာထင်လင်းဦးနှင့်ဇနီးဒေါက်တာခင်မာစိန်တို့အား၎င်းမင်္ဂလာအောင်ဆံပေပန်းကုန်းများဖြင့်ရှင်းမြင့်ဆင်မြန်းပေးပါသောလူကြီးမင်းဇနီးမောင်နှံများဖြစ်ကြသည့်အကောက်ခွန်ဦးစီးဌာနညွှန်ကြားရေးမှူးချုပ်ငင်းဦးစံတောင်းနှင့်ဇနီးဒေါ်တိတာလွင်တို့အား၎င်းမင်္ဂလာအောင်လက်ထက်လက်ဆက်များဖြင့်တိတ်တိတင်ရှင်းမြင့်ဆင်မြန်းပေးပါသည့်လူကြီးမင်းဇနီးမောင်နှံများဖြစ်ကြပါသောအကောက်ခွန်ဦးစီးဌာနညွှန်ကြားရေးမှူးဦးတက်ထုံးအောင်နှင့်ဇနီးဒေါ်ဝဝရီတင်တို့အား၎င်းရခိုင်ရိုးရာထိမ်းမြတ်သမက်တဲ့မင်္ဂလာခမ်းနားကြီးကို
ရိုးရာစင်လာနဲ့ညီခမ်းနားထေဝါစွာတင်ဆက်ပေးကြပါသောရခိုင်စာပေနှင့်ယဉ်ကျေးမှုကော်မတီရန်ကုန်မှဦးကျော်ဒိန်ဒေါ်မြင့်မြင့်သိန်းဒေါ်မိုးပန်းဖြူနှင့်လေးဝတီရခိုင်မင်္ဂလာစီတော်ဖွဲ့အား၎င်းဤသမက်တဲ့မင်္ဂလာအခမ်းအနား၌ကြီးမြတ်သောမေတ္တာဂုဏ်ဖြင့်မင်္ဂလာရွှေအုပ်ကိုရွက်ထမ်းဆောင်ယူပေးပါသောမင်္ဂလာသမက်ရှင်ဖက်မှဒေါ်ခင်ဝွန်ထွန်းဒေါ်ခင်လက်လက်ထွန်းဒေါ်တင်စာဆိုးဒေါ်တင်စာတက်စုနှင့်ဒေါ်စောစုထန်တို့အား၎င်းမင်္ဂလာအညွှန်းများကိုလက်ယူပေးခဲ့ကြပါသောမင်္ဂလာသမင်းရှင်ဖက်မှဒေါ်ဇာဇာထွန်းဒေါ်မြမြຫນွေဒေါ်ခင်တန်းမြင့်ဒေါ်တင်းခင်လိုက်ဦးနှင့်ဒေါ်ဖြူစင်တာထွန်းတို့၎င်းမင်္ဂလာအောင်ပန်းပွင့်ကလေးများကိုကျေးဖြန်းပေးပါသောသမင်းလေးသွန်းရည်တီကျော်နှင့်သမင်းလေးအမရာကျော်တို့အား၎င်းမင်္ဂလာရည်စင်အိုးကိုကန်ဆောင်ပေးကြပါသောသားလေးမောင်ကောင်းထက်နှင့်သမင်းလေးအေးမြတ်မွန်တို့အား၎င်းမင်္ဂလာရှောင်းတို့ကိုကန်ဆောင်ပေးကြပါသောသားလေးမောင်စစ်သူလင်းနှင့်သမင်းလေးစုမြက်လင်းတို့အား၎င်းမင်္ဂလာအောင်ပန်းကလေးကိုကန်ဆောင်ပေးကြပါသောသမင်းလေးကေတီထွန်းကျော်နှင့်မင်္ဂလာအောင်လက်ဆွဲကလေးကိုကန်ဆောင်ပေးပါသောသမင်းလေးရတနာထွန်းအား၎င်းမင်္ဂလာဓာတ်တော်ထံသားလေးခိုင်လင်းထိုင်မင်္ဂလာရက်တော်ထံသားလေးမိုးကျော်စုမင်္ဂလာသမက်ရှင်နဲ့သမက်ရှင်တို့အားရှမ်းရန်ပေးပါသောသားလေးမောင်တင်သက်အောင်စံမင်းထွန်းနဲ့သမင်းလေးပြည့်ဖြိုးသိမ့်နဲ့သမင်းလေးဖြိုးဝေခိုင်တို့အား၎င်းဂုံတရေရှိဧသေးတော်မိတ်တင်ကားတို့အားဗီဒီယိုရုပ်သံမှတ်တမ်းဖြင့်ရိုက်ကူးပေးပါသော exposure 999ထွန်းနဲ့အဖွဲ့အား၎င်းမိကက်စပင်အလဖန်တီးပေးပါသောတော်ဝင်သူမေဦးမောင်နဲ့အဖွဲ့အား၎င်းဝတ်စုံဒီဇိုင်နာဆန်ဒီလင်းနိုင် touch by heart နဲ့အဖွဲ့အား၎င်းမင်္ဂလာခမ်းမအားပန်းလာဆင်ရင်ပေးပါသော Alwine Forest လင်းလင်းနဲ့ရေးမှန်အဖွဲ့အား၎င်းဤမင်္ဂလာခမ်းနားကြီးအားခမ်းနားထေဝါစွာစီရင်ဆောင်ရွက်ပေးပါသော Love Luxury Wedding with Event Planning အဖွဲ့အား၎င်းမွန်မြတ်သောစားသောက်ဖွေရာများဖြင့်တီးခန့်ဧခံပေးပါသော Novotel Mass Hotel ဘောရုံမင်္ဂလာခမ်းမမှတာဝန်ရှိပုဂ္ဂိုလ်များနှင့်ဝန်ထမ်းများဆွေမျိုးမိတ်တင်ကပုဂ္ဂိုလ်တည်တည်တို့အား၎င်းအထုမက်တက်တင်ဂုံပြုအပ်ပါကြောင်းမင်္ဂလာသမက်ရှင်သမင်းရှင်တို့ကိုစားမင်္ဂလာကျေးဇူးတင်စကားပြောကြားရင်နှစ်ဖက်သောမိဘများနဲ့မင်္ဂလာမောင်နှံဆောင်တို့မှတီးခန့်ဧခံပါသောမွန်မြတ်သောစားသောက်ဖွေရာများကိုခင်မင်ရင်းနှီးစွာသုံးဆောင်ကြပါရန်နှင့်မင်္ဂလာသမက်ရှင်နဲ့မင်္ဂလာသမင်းရှင်တို့ကလူကြီးမင်းတို့ရဲ့နေရာမွန်အသီးသီးသို့ကြော့ရောက်ဂါယဝပြုနှုတ်ဆက်ခြင်းကိုဂုံပြုခံယူတော်မူကြပါရန်လေးမြတ်စွာပန်ကြားရင်အခမ်းအနားတင်ဆက်ခြင်းအစီအစဉ်ကိုဤပါပင်ခတ္တရနာခွင့်ပြုတော်မူကြပါခင်ဗျာထုံစံဟဲမပြထိမရသမတ္တမင်္ဂလာပွေလောင်စုံမရက်ဖက်အနဲ့အထိပ်ပဲအလေးနဲ့ပြူရတဲ့ခိုင်တလေးပစွန်ထုတ်ရှင်ငဘောင်းထုတ်ရှင်ထမောဆုပ်ခုနိုင်ဆုပ်အဘရင်လန်ခွဲတဲ့လုံးအလုတ်အကျွေးပြူလာမေကတိကဝပြူခေါင်းတန်ကေတာဆောင်ရဲရှောင်းကိုစီဆောင်ဆိုင်ဆောင်ရဲခိုင်မင်္ဂလာပွေမရိတ်ဆိုင်ဆောင်ရဲတေးတရေထိတ်လျံဝီလို့တေးတရေထိတ်လျံဝီလို့နမိတ်ကောင်းဆောင်ရဲ့တေးကောင်းနမိတ်ကောင်းဆောင်ရဲ့ရေအီချမ်ရာအစားစားလှပလို့ဆောင်ရဲတေးတရေမင်္ဂလာ
ဆုံးစင်ဟဲမပြထိမရသမတ္တမင်္ဂလာကွေ လမ်းစုံမရက်ဖက်အနဲ့အတိတ်ပဲအလေးနဲ့ပြုရတဲ့ခိုင်တလေ ဆွင်ထုတ်ရှိငါပေါင်းထုတ်ရှိထမောဆုပ်ခွန်၌ဆုပ်အပရင်လှန်ခွင် တသက်